တန်လင်းမြို့နယ်ဇာမီဆင်ရောက်ရှိနေပါတယ်။မူလီတစ်ဖွဲ့မှာပဲကျွန်တော်မဖြစ်အောင်ဒီတစ်ပတ်စီစဉ်ရိုက်တယ်ပါ။ကျွန်တော်ဒီတစ်ပတ်ပြောမယ့်အစီအစဉ်နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုတော့ကျွန်တော်အရင်ကပြောခဲ့ပါတယ်။စုံမနဲ့တွေ့ခဲ့တဲ့အကြောင်းလေးကျောင်းမတွေမှာပညာသင်ဖို့သွားတဲ့အကြောင်းလေးကျွန်တော်ပြောခဲ့ပြီး။အဲ့တော့ဒီတစ်ပတ်မှာလည်းအဲ့လိုအပယ်သွားမဲ့ပြူစားသူများဆိုတဲ့အကြောင်းစုံနဲ့ပတ်သက်တဲ့အကြောင်းလေးကိုပြောပြတယ်အဲ့တော့ဒီဆုံးနဲ့ပတ်သက်တဲ့အကြောင်းပြောရင်ကျွန်တော်ပထမပြောတဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးပြန်ပြောပြရသေးတယ်အဲ့တော့အဲ့ဒီကစမှရမှာမဟုတ်လို့ပါအဲ့ကျွန်တော်ပြောခဲ့ပြီးပါတယ်ကျွန်တော်အဖိုးကကျွန်တော်အေယာဝင်ဥအောင်တွန်းနော်ဆယ်ရွာအုပ်ကြီးဥပိုးစင်ရဲ့ဇက်စာရေးဆရာရဲ့တပည့်တော့မွေကုတယ်ဒီအင်္ဂစားတွေအင်းနေတောက်တဲ့အရာအဲ့ကျွန်တော်အဖိုးကလည်းသူ့စီမှာတပည့်ခံရင်းနဲ့ဒီလိုပေါ့အထက်ခိုင်းပေါ့နော်သူကအဲ့ဒီမှာရွာတရွာမှာလည်းဇက်လည်းသွားကောက်အဲ့မှာလာပြောတာအဲ့တက်မှာဆရာတယောက်ပါလာတယ်သွားပင်ကျွန်တော်ကလိုက်သွားတော့ကြောက်သွားလိုက်ပါသွားအဲ့တော့လူနာလည်းကြည့်လိုက်တော့ရှောက်ကြီးတူလုံးပုတ်ရောင်ကိုင်းပြီးတော့ပုတ်ဒီဘက်ညာဘက်ခြေတော်ကြီးတူလုံးမိမကြီးအဲ့တော့ဖြစ်ပြတယ်မေးကြည့်တယ်ပေါ့နော်မေးကြည့်တော့မှသူလူနာရှင်းလဲပြောဘေးကလူတွေကလည်းပြောပြရင်းနဲ့မှကျောင်းဘူးကလည်းနဲ့တော့ဟိုမိတာပို့ပေးမယ်ခုပြန်လုပ်ပေးခဲ့တယ်ပေါ့နော်ဒီတေချာတော့မခုပြန်ပြန်လာနောက်တည့်လဲကြာကျွန်တော်ဆုံးသွားတယ်ဆိုတော့အဲ့ကျွန်တော်ဖို့မေးကြည့်တယ်ဘာလို့မကူရလဲမင်း तू ကမင်း तू ကအားလုံးကမြင်တယ် तू ခြေတော့ပဲမြင်ချောက်ကြီးကမင်းခြေတော့မဟုတ်ဘူးမင်းအဲ့ဒါငပြောတော့ကြီးဖြစ်နေတာငပြောတော့ကြီးနဲ့လဲတက်သွားပြူစားတာဘယ်လိုဖြစ်တာလဲဆိုတော့အကျိုးအကြောင်းတွေမေးကြည့်တော့မှပြန်ပြောပြတာ तू ကဘွားကြီးကနည်းနည်းလဲအဲ့လိုပေါ့နော်ဘယ်လိုခေါ်မလဲတင်းတင်းစီးစီးနည်းနည်းစီးစီးပူပူနိုင်တယ်အဲ့ဒီမှာစက်သားဝယ်စက်သားရွာသေးတယ်တော့စက်ပူစလုံးနဲ့လိုက်ရောင်းနောက်တော့ဟဲ့စက်ဘယ်လောက်လဲပြောအောင်ကဲတချမ်းပေးတချမ်းဘယ်လောက်လဲတချမ်းတစ်လောက်ယူကဲအသားချမ်းပေးအသားချမ်းပေးလိုက်ဟဲ့အဲ့ခေါင်းကလေချောင်းနဲ့ခေါင်းနဲ့ထားခဲ့လေပေးခဲ့လေဩဈေးရလဲစစ်ပေးပါပေးလိုက်လေချောင်းနဲ့ခေါင်းနဲ့လည်းရပြီးသွားပြီကဲနေရလဲ6တော့တစ်ချောင်းတော့ပေးခဲ့ပေါ့မို့မရဲ့မသားချမ်းဝယ်ဆိုသားချမ်းသားစိမ့်နဲ့ပေးလိုက်ပြီလေဒီ6တော့ခေါင်းနဲ့ကျမဟိုဘက်မှာရောင်းရမှာ6တော့တစ်ချောင်းအကျက်6တော့တစ်ချောင်းပါနင်ဒီ6တော့တစ်ချောင်းဘာဖြစ်မှာမလို့လဲပေးခဲ့တော့ဒီ6တော့ကလေးတော့ထားခဲ့လိုက်ပါထားပြီလို့အဲ့မေတော်ပြီနင်တို့ကလည်းဘယ်နဲ့စီစီပိုးနိုင်တယ်ဟောစီးပိုးနေရ तू ကစီးပိုးနေယူမယူတော့ဘူးတော့ကဲရောအမယူဆိုပြီးတော့ तू ကလည်းကျက်ဝယ်တာစလုံးလေးနဲ့ဝယ်တာအဲ့ပေါင်ပေါ်တင်ထားရော့ဆိုပြီးတော့အဲ့ဒီ6တော့ချောင်းသူထိုးပြီးဆောင်းပြီးတော့နှစ်ရက်ကစပြီး6တော့ကိုက်တာကိုင်နေတဖြည်းဖြည်းကြောင်တော့အဲ့ဒီပုတ်တဲ့အဆင်ကိုရောက်လာတာတဲ့ပြူစားတာပြောပါရဲ့နော်ပြူစားသူများပေါ့နော်အဲ့ဒါဘာလဲကျောင်းရက်ကွက်တည်းမှာကျောင်းဆရာတယောက်ရှိတယ်ခုရက်ကြီးရှိပါသေးတယ်ကျွန်တော်မြို့နယ်တည်းပဲကျောင်းတော့ကျွန်တော်မပြောတော့ဘူးအရကကျောင်းကြီးတကျောင်းမှာဆိုဆရာလုပ်အဲ့တော့သူ့ဖြစ်ပျက်ကိုသူကပြောပြတော့ဘာလဲဆိုတော့ तू ကကျောင်းမှာဒီကျောင်းကြီးပြီးရင် तू ပေါ့နော်အဲ့တော့မိဘဆရာတင်းပါညာဆိုတော့ तू ဥက္ခရာလုပ်ကျောင်းနဲ့ပတ်သက်တာတွေအကုန်လုံးတော်များအုပ်ချုပ်ခွင့်ရတယ်စီမံခွင့်ရတယ်ပေါ့အဲ့ဒီမှာတစ်ချိန်လုံးဒီကျောင်းမှာစောင့်လာတယ်ဟိုကျောင်းဆောင်ကိုပြောရမယ်ဆိုရင်တော့ကျောင်းရဲ့ဝန်ထမ်းလဲဝန်ထမ်းကျောင်းဆောင်ပေါ့အဲ့ဒါဒီလူတယောက်ကသူဇာတိတာမကောင်းဘူးဘာလို့ကျောင်းသားမိဘတွေစီကအဲ့လိုညှိလို့ရတယ်လို့ပတ်စံနေယူတယ်အဲ့လိုပေါ့တစိုးလက်ဆောင်ယူတယ်သူနဲ့တဲ့ရင်တစ်မျိုးသူနဲ့မတဲ့ရင်တစ်မျိုးတချို့ဆရာမငယ်တွေကအစားသူ့ဆိုကြောက်သွားသူကဟိုဘယ်လိုခေါ်မလဲကျောင်းဝန်ထမ်းဆိုပေမဲ့လည်းလုတ်တက်ရစ်နေတဲ့ခါကျတော့သူကဒီကျောင်းတိတ်နေတဲ့လူကြီးပေါ့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ तू ကဒီကျောင်းဆရာကျွန်တော်ခုနပြောတဲ့ကျောင်းဆရာရောက်လေရောက်ကောမိဘဆရာအတင်းဒုက္ခဖြစ်လဲဖြစ်ကောဒီ error တွေတွေ့ဒီခုနကျောင်းအဲ့ဒီဝန်ထမ်းလူကြီးရဲ့အမားတွေတွေ့မှားတယ်သူကဒါတော့မလုပ်နဲ့
ရတော့မကောင်းဘူး